စလေးပြခွဲအလှဆင်လာတဲ့ဟာတွေလောက်တာဒါပြတော့ပြစီဒီလိုဟာမျိုးတော့မဟုတ်ဒါပေမဲ့ပုံဖော်ထားပါဖူဘလော့ကာမဟုတ်တော့လေဘယ်လိုပြမလဲမသိခယူတဝဲလို့ဆိုရင်ရှူအောင်အဲ့လိုခေါ်တယ်ရှူအောင်ဆိုတာခယူပေါ့နော်အောင်ဆိုတာဟိုစပယ်ကြီးမွေစပယ်အောင်တင်မလားအဲ့စပယ်အောင်ကိုစပယ်အောင်ရဲ့အောင်ယူထားပါတဝဲလို့ဆိုရင်ဟိုရှူဆိုတာခယူကိုပြောရတယ်အောင်ဆိုတာအောင်ကပါတိုင်ပတ်နေရှူအောင်ဆိုတာအောင်ပေါ့နော်အောင်ကကြတော့လေဒီဗာလဲစပယ်အောင်တင်မှာစပယ်အောင်မွေလိုမျိုးအကြီးကိုစားပြရတယ်ရှူအောင်ဆိုတာခယူအောင်ဆိုတာရှူအောင်မာလုံးတဝဲနဲ့တိုင်ပတ်လောပြမယ်လေဒါရတော့ထွက်ပါအဲ့ဟာဗာလဲဆိုတော့ဒါရတိရတော့တယ်ခယူအောင်မှာဒါတော့ယူလာပြီးတော့ပြပါဘောနော်ဟိုဗာလဲယူရဲမယ်ဆိုတော့ပေါ်ပိုင်းမဲ့ပါအောက်ပိုင်းအောင်ပါတော့ဒါအဲ့လိုခယူနဲ့လို့လေးလုပ်လို့ရပါတော့ဒါလည်းစလေးပြခွဲလုပ်လို့ရတော့မာတဲ့ဟာဆိုရင်